ဒီနေ့ကတော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့ဘူးကျင်ကြော်လေးကြော်စားမှာဖြစ်ပါတယ်ပထမဆုံးကျမကြက်သွန်ကြီးကိုဒီထဲမှာများများထည့်တယ်၄၅လုံးလောက်ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ပါလှီးပြီးတော့စနုံးမှုတ်လေးနည်းနည်းထည့်တယ်ထည့်ပြီးတော့စီတက်လိုက်ပါတယ်ပြီးရတဲ့ဒါဈေးတွေကဝယ်လာတဲ့ဘူးကျင်ပေါ့ဘူးကျင်ကိုသူထည့်ပေးလိုက်တဲ့အတိုင်းဘူးကျင်အရေးတွေပါထည့်တယ်ချင်းလေးစားကျင်လို့ကျမကဘူးကျင်မှာထည့်ဘူးကျင်ဝယ်တော့ထည့်ပေးလိုက်တဲ့ဘူးကျင်တိတ်တဲ့အရေးတွေပေါ့နော်အဲ့ဒါတွေပါတစ်ခါတည်းထည့်ပြီးရနဲ့အထက်အောက်တမအောင်မှွေတယ်မှွေပြီးတော့လေကျမတို့လုံးဝကိုရေကုန်သွားပြီဆိုတဲ့ချိန်လေးကဲလုံးဝရေကုန်သွားပြီစီပဲကျင်တော့တဲ့အချိန်လေးမှာကျမတို့ကငရုတ်သီးစိမ်းလေးတွေကိုထည့်လိုက်ပါတယ်အဲ့ဒီချိန်မှာပုံမှန်ဟင်းဆိုလို့ရှိရင်ငရုတ်သီးစိမ်းကနောက်ဆုံးနေနဲ့ခတ်ပြီးတော့မှထားရလေညီမကြတော့လေငရုတ်သီးစိမ်းထည့်ပြီးတော့လေအကြာကြီးမွေးနေရသေးတယ်ဘူးကျင်ကိုလေတကယ်ကိုလုံးဝအိုးကက်တီထိရေကုန်သွားပြီတကယ်ကိုငရုတ်သီးစိမ်းလေးကနုံးဖတ်သွားပြီဆိုကမှဒါဘူးကျင်ကြော်လေးကိုချလို့ရတာပါဒီလိုချင်းဆက်ဆက်လေးနဲ့ဆောင်းရသည်မှာလည်းတော်တော်စားလို့ကောင်းတယ်နော်